အားလုံးပဲမင်္ဂလာပါတူကိုပါကြ YouTube channel လေးနဲ့ကိုမလေးအားလုံးကိုနူးထွေးစွာနဲ့ပြန်လာပြီးကြိုဆိုလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါမျိုးတို့ရေမင်္ဂလာရှိသောညနေခင်းလေးမှာမင်္ဂလာရှိတဲ့စကားလေးပြောနေကိုမလေးအားလုံးနဲ့မနေ့ပြန်ကျွန်တော်တို့28ရက်နော်28ရက်5လ2026ဘော်ရူနေ့7:00 မိနစ်အတွက်အကောင်းဆုံးသောလုံးဝလေးတွေဝိုင်းချင်းလေးကိုပြန်လည်မျှဝေပေးမယ်ဘူရီဖိုင်လေးပါကိုအကျန်းဘူရီဖိုင်လေးအားလုံးကိုမလေးအားလုံးနဲ့ရိုးရှိတယ်ဆိုလို့ကိုအကျန်း channel လေးကိုအများမြင်များတွေ့နိုင်မယ့်နေရာလေးတူးနဲ့သက်ဆိုင်တဲ့ group လေးမှာပြန်လည်မျှဝေပေးထားပါတူးမြင်တူးပေါက်ပါစေအများမြင်များပေါက်ပါစေဆိုတော့စိတ်တက်ကလေး share မှု share အားလေးနဲ့ကူညီပေးထားအားလုံးကိုပေါက်စေခြင်းနဲ့ရစေခြင်းနဲ့နော်ဒီညနေမှာတော့ကိုကမလေးအားလုံးကဘယ်လိုပဲအဆင်မပြေဘူးဖြစ်သွားတယ်ပေါ့နော်ဒီညနေမှာကိုကမလေးအားလုံးကိုကျွန်တော်ပေးထားခဲ့တဲ့ကဏ္ဍနဲ့ဒီအဆင်မပြေဘူးမနေ့မှာဘာပဲရုံကြီးနဲ့လိုက်ကစားစေခြင်းနဲ့နော်နေ့တိုင်းသမားတွေရောဖွဲ့ဝင်သမားတွေရောတကယ်အားရှိတဲ့ကဏ္ဍလေးတွေနော်နေ့တိုင်းသမားတွေအတွက်အကောင်းဆုံးဝမ်းချင်းလေးတွေပြောပြမယ်လုံးဝလေးတွေပြောပြမယ်ကိုယ်ကျန်း channel လေးကိုခုမှမြင်တယ်ခုမှတွေ့တယ်ဆိုတော့အကူမကြီးအားလုံးကလည်း channel လေးကို subscribe မနေရသေး channel လေးကို subscribe နှိပ်ပေးထား subscribe နှိပ်ပြီးသားကူမကြီးအားလုံးကလည်းပြန်လည်မျှဝေလို့ရတဲ့နေရာလေးတွေတူးရီနဲ့သက်ဆိုင်တဲ့ကတူလေးမှာပြန်လည်မျှဝေပေးထားတူးမြင်တူးပေါက်ပါစေအများမြင်အများပေါက်ပါစေဆိုတဲ့စိတ်တက်ကလေးရှင်းမှုရှယ်အားလေးနဲ့ကူညီပေးထားနော်ဟုတ်ပြီဒါဆိုကိုမကြီးအားလုံးကမနေ့ပြန်ကျွန်တော်26ရက်29ရက်နော် sorry မှားလို့29ရက်5လ2026ဘော်ရူနေ့7:00 မိနစ်တော့အကောင်းဆုံးဝိုင်းချင်းဒီ6တက်ဝိုင်းချင်း6ကိုဘိုင်းဘတ်သေးဖြစ်ကစားလို့ရတယ်1ကိုဘိုင်းဘတ်သေးဖြစ်ကစားလို့ရတယ်6နဲ့ပတ်သက်ရင်မိန်းနေမရော၄ဝက်ဒီ6နဲ့6 4 6 3 6 8ဖြစ်တယ်လို့1နဲ့ပတ်သက်ရင်လည်း1နဲ့1 4 1 3 1 8ဖြစ်ပါတယ်နော်6နဲ့ပတ်သက်6နဲ့6 4 6 3 6 8 1နဲ့ပတ်သက်1နဲ့1 4 1 3 1 8နော်ဟုတ်ပြီဒါဆိုကိုကမလေးအားလုံးပဲ6နဲ့ပတ်သက်လို့မိန်းတယ်မရောလေးခွက်ထဲမှာ2ခွက်လောက်ပဲတင်ကစားခြင်းကျင်နေဆိုတော့အကူမားတွေအားလုံးပဲ6နှစ်နဲ့6 3ဒီမိန်းခွက်နော်1နဲ့ပတ်သက်ရင်1နှစ်နဲ့1 3ဒီမိန်းခွက်အဖော်ဝင်တွေအားလုံးကကိုပတ်တိကိုလိုက်မယ်မနေ့ကပတ်တိစောင်းရင်အားကောင်းတယ်အရန်အားကောင်းတယ်နော်ပတ်တိသမားကျွန်တော်အဖော်ဝင်သမားပတ်တိအရန်အားကောင်းတယ်ဟုတ်ပြီဒါကြောင့်မလို့ကိုကမားတွေအားလုံးပဲနော်ကိုပတ်တိကိုဆက်လိုက်မယ်ဘသူတွေပါပြောကိုလို့ရှိရကိုဆက်လို့အားဆုံးကိုကမားရအားလုံးပဲ6နဲ့ပတ်သက်လို့မိနစ်မရောနောက်ကဒီ6နှစ်နဲ့6 3 1နဲ့ပတ်သက်1နှစ်နဲ့1 3နော်ဟုတ်ပြီဒါဆိုကိုကမားရအားလုံးကကျွန်တော်အကြိုက်တူတယ်ကျွန်တော်လည်းအကြိုက်တူမယ်ဆိုတော့အကူမတွေအားလုံးကျွန်တော်ပတ်တိလုံးစောင့်မျှော်နေတယ်ဆိုတော့အကူမတွေအားလုံးမင်္ဂလာပါလို့မှတ်နာပြီကိုကမားရအားလုံးကမနေ့ကဒီနေ့နေကုန်ခီး9 3ည3ခီးမနက်ပိုင်းမှာအောင်မြင်သွားတယ်ညနေပိုင်းမှာအဆင်ပြေမသွားဘူးအေးမနက်ကဒီကီးကတော့ဆက်ပြီးအလုံးလုံးနေသေးပဲအဲ့တော့မနက်မှာဒီကီးကိုဆက်ပြီးကိုင်းနေတယ်ဆိုတော့ကိုမလေးအားလုံးက8-3ဒီကီးကိုကြိုက်တာကိုကစားလို့ရတယ်နော်8-3ကနေကုန်ကီးမနက်မထင်ညနေထီအောင်ကစားဒီကီးဟုတ်ပြီလားအဲ့လောက်ဒီပြောနိုင်တယ်ဟုတ်ပြီဒါဆိုရင်ကိုကမလေးအားလုံးကိုကျွန်တော်နေလိုက်ကဏ္ဍက6တက်ဝန်းချင်း6နဲ့ပတ်သက်6နဲ့6 4 6 3 6 8 1နဲ့ပတ်သက်1နဲ့1 3 1 4 1 8ဒီထဲမှာကျွန်တော်လည်းအကြိုက်တူမယ်ဆိုတော့အကူမတွေအားလုံးကိုကျွန်တော်6ပိုင်း6ဘက်ဒီရွေးပေးပါတယ်နော်6ပိုင်း6ဘက်ဒီအကြိုက်ဆုံး63တော့ခွက်ကောင်းနော်6နဲ့6 3နဲ့မှာကျွန်တော်အကြိုက်ဆုံး63တော့ခွက်ကောင်းပါနော်ကိုအကြိုက်မျိုးတွေအားလုံးတွေကျွန်တော်ခဏလေးပြောပြီးဆိုကိုအကြိုက်ရလိုက်ဗီဒီယိုလေးကိုဒီမှာပဲရနာခွင့်ပြုပါမနေ့ကနေခင်းတနာရီမှာအားလုံးနဲ့လိုက်ရှိုးထဲမှာအောင်ဝဲခိုင်ပြန်စုံမယ်။ဝဲ channel လေးကိုအများနဲ့စောင့်မျှော်နေအားပေးနေဆိုတော့ကိုမတွေအားလုံးနဲ့စိတ်ချမ်းသာရင်ကိုကျမ်းမာရင်လုံးတော်ရင်ပြည့်စုံနိုင်ကြပါစေ။စိတ်သွားတိုင်းကိုပါလို့ဆန္ဒလေးလည်းပြောကြပါစေလို့ဒီနေရာလေးရဆုမွန်တော်မိလိုက်ပါဗျာ။ဘိုင်ဘိုင်